ပြီးတော့ပေါ့နော်အခုဒီ စီတန်းရတော့မောနေရောပေါ့ရော royalty လေးတောင်း ကိုင်ပြီးတော့မှကြီးညာနေတဲ့ပုံစံမျိုးလုပ်ပြမယ်အဲ့တော့ကျွန်မတွေကမလုပ်ခင်မှာ royalty brand ကိုကျွန်မ credit ပေးပါတယ်အဲ့တော့ဆက်ပြောပါမယ်အဲ့တော့အရင်ဆုံးသူကိုင်နေတဲ့ပုံလုပ်ဖို့အတွက်ကကျွန်မတို့ ChatGPT ကိုသွားရဲပေါ့နော် ChatGPT ကဒီမှာပုံ၄ပုံ free ရပါတယ်အဲ့တော့ဒါလည်းကျွန်မ free နဲ့လုပ်လို့ရတယ်ဆိုတာပြောချင်တာပါအဲ့တော့အဲ့ဒီမင်းသားပုံထဲပြီးအဲ့ဒီဘူးပုံထဲထည့်ပြီးလို့ရှိရင်အောက်မှာဗမာလိုရေးလို့ရတယ် ChatGPT ကဗမာလိုပြောလို့ရတယ်ပေါ့နော်အဲ့လိုပြောလိုက်တဲ့အခါမှာဆိုရှင်မင်းသားကဒီဘူးလေးကိုကိုင်နေတဲ့ပုံစံလေးထွက်လာအဲ့ဒါလေးကို save လိုက်တယ်ပြီးရင်ဗီဒီယိုလုပ်တော့မယ်ဗီဒီယိုလုပ်တဲ့အခါမှာဆိုရှင်ကျမတို့ကဘယ်ကိုသွားမလဲဆိုတော့ Clean AI ကိုသွားပါမယ် Clean AI ကတော့ free မရပါဘူး credit တွေဝယ်သုံးရတာတော့ရှိနိုင်ပါတယ်အဲ့တော့ Clean AI သုံးချင်တယ်ဆိုရှင်တော့ဒီ Telegram က Premium ACC နှစ်လေးဆိုတဲ့အကောင့်မှာသွားမိလို့ရပါတယ်ဒီမှာဝင်လိုက်တဲ့အခါမှာဒီအောက်နားမှာအပေါင်းလေးကိုနှိပ်လိုက်တယ်အဲ့မှာဒီဘက်နားမှာ avatar ဆိုပြီးမှပါတယ်အဲ့ avatar လေးကိုနှိပ်လိုက်တယ်နှိပ်လိုက်ပြီးလို့ရှိရင်ဒီမှာ avatar လေးကိုဝင်သွားပြီပေါ့နော်အဲ့မှာဟိုခုနလုပ်ခဲ့တဲ့ပုံကိုထည့်မယ်ပြီးအောက်နားမှာဒီညှားလေးထိုးထားတဲ့နေရာအဲ့နေရာမှာအတန်ထည့်မယ်ပေါ့နော်အဲ့တော့အတန်လုပ်ဖို့အတွက်ကိုကအရင်ဆုံးပေါ့နော်ဒီဗမာလိုပေါ့နော်အဲ့ဒါလေးကိုနည်းနည်းက record ဒီပေါ့နော်ဗီဒီယိုလေးရိုက်လိုက်တယ်လူမပါလဲရတယ်နော်အတန်ပါရင်ရပြီပြီးရင်အဲ့ဒီနေရာလေးကိုနှိပ်ပြီးတော့မှအဲ့ဒီဗီဒီယိုလေးကိုထည့်လိုက်တယ်ထည့်လိုက်ပြီးတော့လို့ရှိရင်အောက်မှာ credit ဆိုလို့ရှိရင်ဒီမှာ24ပဲကြာတယ်24ပဲကြာတယ်ဆိုရှင်ဒါ free သုံးလို့ရတယ်နော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်ဆိုရှင်လိုမျိုး စီတန်းရတော့မောနေရောပေါ့ရော royalty လေးတောင်း ရှင်အောက်မှာ download နှိပ်ပြီးတော့မှဆွဲလို့ရပါတယ်